မေမေတို့ကိုပြောပြမယ်ကလေးကိုကျေးဇူးတင်ပါတယ်လို့ပြောစမ်းလို့အတင်းပြောခိုင်းတာဟာတကယ်ကျေးဇူးသိတတ်မှု genuine gratitude ကိုသင်ပေးတာမဟုတ်ပါဘူးစစ်မှန်တဲ့ကျေးဇူးသိတတ်မှုနဲ့ကရုဏာစိတ်ရှိတဲ့ကလေးကိုပြိုးထောင်ခြင်းနဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့ကျေးဇူးသိတတ်မှုကိုပြိုးထောင်နည်း၄ချက်ကိုပြောပြပေးမယ်ပထမနည်းကမေမေတို့ကိုယ်တိုင်စာနမူနာပြပါ model gratitude yourself ကလေးရှင်မှာကျေးဇူးတင်စကားတွေပြောပါမေမေဒီနေ့တန်ရှင်းတဲ့ရေတောက်ရတာကျေးဇူးတင်တယ်ဒီနေ့နေသားလို့ကျေးဇူးတင်တယ်ဆိုတာမျိုးကလေးကမေမေကိုမြင်သူလဲတူပါပါလိမ့်မယ်ဒုတိယနည်းကမိသားစုကျေးဇူးတင်ခြင်းသတ်မှတ်ပါ family gratitude time ညစာစားချိန်ဒါမှမဟုတ်အိယာမဝင်ငင်ဒီနေ့ကျေးဇူးတင်စရာ၃ခုကိုအတူတူပြောကြပါကြီးကြီးကျယ်ကျယ်အရာတွေမဟုတ်ရပါဘူးဒီနေ့မိုးရေချိုးလို့ကောင်းတယ်ဒီနေ့တငယ်ချင်းနဲ့တွေ့လို့ပြောတယ်ဆိုတာမျိုးလေးတွေရပါတယ်တတိယနည်းကမျှဝေခြင်းကိုအားပေးပါencourage sharing and giving ကလေးမကြိုက်တော့တဲ့အယုတ်တွေဝတ်မတော့တဲ့အဝတ်တွေကိုအတူတူစီးပြီးလိုအပ်တဲ့သူတွေကိုလှူဒန်းပါဒါကငါမှရှိတယ်တခြားသူတွေမှမရှိဘူးဆိုတဲ့သိမြင်မှုကိုပေးပါတယ်စတုထနီးကမရှိတာကိုမတွေးပဲရှိတာကိုအာရုံစိုက်ပါ focus on what they have not what they don't ကလေးကငါမှဒီယုတ်မရှိဘူးလို့ပြောရင်မင်းမှဒီလိုအယုတ်လေးရှိတယ်နော်ဒီယုတ်လေးကမင်းရဲ့အကြိုက်ဆုံးလေးလို့ပြန်ပြောပါကျေးဇူးတည်တတ်တဲ့ကလေးတွေကစိတ်ခံစားချက်ပိုတည်မြဲနေစိတ်ကြယောဂဖြစ်နိုင်ခြင်းနဲတယ်တငယ်ချင်းနဲ့လည်းပိုကောင်းကောင်းဆက်ဆံတတ်ပါတယ်မေမေတို့ဒီတပတ်အိယာမဝင်ငင်မိသားစုလိုက်ဒီနေ့ကျေးဇူးတင်စရာ၃ခုပြောကြည့်ပါကလေးပြောတဲ့ကျေးဇူးတင်စရာလေးတွေကိုကျမတို့အိမ်ရဲ့ကျေးဇူးတင်စရာ၃ခုလို့ comment မှာဝေမျှပေးပါအတူတူကျေးဇူးတက်တဲ့နှလုံးသားလေးတွေပြိုးထောင်ကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်